ကနေ့ပြောပြီးတော့မယ့်ဂိမ်းလေးကတော့ free mining အစံလကားရတဲ့ဂိမ်းလေးပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ပြထားတဲ့ X-Wo ဆိုတဲ့ link လေးကို Play Store မှာရိုက်ပြီးရှာကြည့်အောင် sorry ပါ okay Play Store မှာ X-Wo ဆိုရင်လေးရှာပါမယ် X ခါမိတော့လို့နော်ကြည့်သားပြီဆိုတော့နှိမ့်လိုက်ကြအောင် XWLGO မြင်းပြတော့တဲ့ game လေးပဲဖြစ်ပါတယ်ဒီ game ကိုကျွန်တော်ကိုပြီးတော့ဆိုတော့မိတ်ဆွေတို့ Play Store နဲ့ download လုပ်လို့ရနိုင်ပါတယ် okay game လေးကိုတစ်ချုပ်လာပါမယ်ကျွန်တော်ဝင်ပြီးတော့ဆိုကျွန်တော်ကကောက်ဖွင့်ပြီးတော့မဟုတ်ဘူးမိတ်ဆွေတို့ကတော့ Google တို့ email တို့နဲ့ဖွင့်လို့ရပါတယ်ဒီကနေ coin တွေယူပြီးမှ game တွေလည်းဆိုလို့ရတယ်လို့ဒီ channel ကိုဖြည်းဖြည်းချင်းရှာကြည့်အောင်ဖြစ်ပါတယ် okay ကျွန်တော်ပြထားတဲ့နေရာမှာ USDT ရဲ့ coin တွေ bonus တွေတက်တာတွေနဲ့ရှာလို့ရပါတယ်ဒီဘက်မှာကျတော့အပေါ်မှာရွှေတက်တာရှိတယ်ဒီစက် coin လေးရတယ်ဆိုဒီဘက်ဒါတော့လေးပဲမြင်တာဖြစ်တယ်ပေါ့နော်ဖြည်းဖြည်းချင်းရှာကြည့်အောင်ဒီမှာခုနရွှေတက်တာလေးကနေရတာတဲ့ +40 ပဲဖြစ်ပါတယ် okay ဒီဘက်ကနေပါမယ်ကျွန်တော်မြင်ပြန်မှာပြတာအများပြထား level အလေးကိုတစ်ချက်နေလို့ပါမယ်နော်ကျွန်တော်ရှာရတဲ့အားရပါပြီ diamond တွေနဲ့ဒီမှာတစ်စင်းကြီးအကောင်လေးဝီပြီးတော့ diamond တွေပုံများအောင်လုပ်ရင် coin ရှာရမှာဖြစ်ပါတယ်ကျွန်တော်များပြတာပေါ့နော်ဒီချင်းနေပြီးမယ်ရတော့ရင်လည်းတစ်ကောင်နဲ့တစ်ကောင်ပေါင်းလိုက်စမြင့်တော့ဖြစ်ပါတယ်ဒီချင်းတွားကြည့်ရမှာကျွန်တော်တကောင်နဲ့တကောင်ပေါင်းရနဲ့ရလာတဲ့တိုင်းမုံတွေလည်းမတူတော့ပါဘူးအကောင်မြင့်နေလေအစင်းမြင့်နေတဲ့တိုင်းမုံရအများကြီးတွေရှိပါတယ်ဒီမှာအောင်ကျွန်တော်ပြလာတဲ့ game တွေကနေ coin အများကြီးရှာလို့ရဖြစ်ပါတယ် game တွေကတော့အများကြီးရှိပါတယ်ဖြည်းဖြည်းချင်းတွားရအောင်နော်ကျွန်တော်နောက်ပိတ်နေရဖြစ်တဲ့အတွက်ဒီမှာဒါကတော့ new page test page ဖြစ်ပါတယ်ရပြတဲ့နေရာနဲ့ကျွန်တော် receive လိုက်ပါမယ်25ရာခိုင်နှုန်းရှိသေးတယ်မှာ95ရာခိုင်100ရာခိုင်နှုန်းပြင်ဒေါ်လာနေရာရမှာဖြစ်ပါတယ် okay ဒီဟာပြရနေယူမှာ daily test ကနေယူရတယ်ကျွန်တော်များပြထားပါတယ် daily test ကနေနေလိုက်ရတဲ့ခုနကကျွန်တော်ယူရတဲ့နေရာကိုရောက်တော့မှဖြစ်ပါတယ်ဒီ daily test တွေပြီးတော့နောက်မှာ lucky win ဆိုတဲ့နေရာရှိပါတယ်နောက်မှာ lucky draw လေးလို့ရပါတယ်ကမ်တင်ဒေါ်လာတွေပေါ်သွားနိုင်ပါတယ် okay နောက်ခုနေပါမယ် library ထဲမှာလည်း game တွေအများကြီးရှိပါတယ်ခုချိန်တဲ့ game တွေဆော်ပြီး coin တွေရှာပြီးတော့ဒေါ်လာလဲလို့ရပါတယ် event မှာကျရင်လူခေါ်နိုင်တဲ့လူကျတော့မှအပေါ်မှာပြထားတဲ့အတိုင်းဒေါ်လာ150ရမှာဖြစ်ပါတယ်လူခေါ်နိုင်တဲ့ရတယ်ဒီပါပဲဒီကတော့နောက်ဆုံးမှာတော့ wallet ဆိုတဲ့နေရာမှာရှိပါတယ်အဲဒီချက်မှာကျွန်တော်မှ 0.01 USDT ပဲရှိသေးတယ် okay ဒီချင်းနဲ့ရှာပါမယ်ဆိုမှချတော့ဒီမှာလဲတဲ့အရာလေးပဲဖြစ်ပါတယ်ကျွန်တော် withdraw ကိုနှိပ်ပါမယ်withdraw sorry ကျွန်တော်များပြန်ပြပါမယ် withdraw ဆိုတဲ့နေရာကိုနှိပ်လို့ပဲဒီမှာ BHP ရဲ့ USDT ရဲ့ရတယ်ပေါ့နော်ဒီရပါတယ်ဒီမှာ 0.1 ဒေါ်လာနဲ့စပြီးထုတ်လို့ရမှာဖြစ်ပါတယ်
ကျွန်တော်မှ0.01ဆိုတော့မရသေးပါဘူး okay ထုတ်လို့မရသေးပါဘူး0.1 ဒေါ်လာပြည့်သွားရင်ကျွန်တော်နောက်ဗီဒီယိုနဲ့တူပတ်စံထုတ်တဲ့အရာကိုဂိမ်းဗီဒီယိုပြန်ရိုက်ပြီးမှပြန်လည်းတစ်ပတ်တင်ဆက်ပေးလို့ဖြစ်ပါတယ်ဒါတော့ရောင်းရခရစ်တိုတွေရောင်းနေရပဲဖြစ်ပါတယ်โอเคကျွန်တော်မူလာနေအောင်ပြန်သွားမယ်ဒီနေ့တော့ဒီလောက်ပါပဲချီရှူကြတဲ့လူတွေကောင်းတော့လည်းချေးလို့ကျင်ပါတယ်နောက်ဗီဒီယိုမှာငွေဘယ်လိုထုံးလဲထုံးနည်းတွေနဲ့ကျွန်တော်0.1 ဒေါ်လာထုတ်ပြတော့မှာဖြစ်ပါတယ်ကဲအားလုံးချေးလို့ကျင်ပါတယ်ချီရှူကြတဲ့သူအားလုံး